ကဲအမတို့ဘယ်ကနေစားရမလဲဆိုလို့ရှိရင်တော့အမရဲ့ application လေးကိုရှာမယ်ဆိုလို့ရှိရင် Play Store ထဲကိုသွားမယ် Play Store ထဲကနေအမတို့ဒီလိုမျိုးရာစုချပြီးရှာမယ်ဆိုလို့ရှိရင်တော့ရှာလို့တွေ့မှာမဟုတ်ဘူးအဲ့လိုမျိုးရှာရမလဲဆိုလို့ရှိရင်တော့စလုံးလေးတွေကရက်ဒီလိုမျိုးရိုက်ပြီးရှာကြမယ်ဒီမှာတွေ့တယ်ရာစုလေးတွေ့မယ်ပြီး install လုပ်မယ်မင်္ဂလာယူနှုတ်ဆက်ကားရိပိတ်လမ်းမထိုးရင်ခဏဆောင်မယ်နော်မြောင်းဝိုင်းလို့နေဆက်စိတ်ရှိနိုင်လူတွေကိုခက်နေပူတော့တာတွေထွက်စိတ်ချင်းစိတ်ချင်းဒီကံပြီးတဲ့ခံနေပါရမီဖြစ်နေမှာကိုယ့်ရဲ့ဂျင်မီအကောင့်မရှိသေးဘူးဆိုလို့ရှိရင်လုံးဖြစ်မဲတဲ့ကြက်ထားလို့ခက်လုံးချထိုင်မှုနေမလားဟိုစိတ်ကိုအေးထားဒီကံကြနာအောင်တော်မျိုးလောက်အင်းလေးလောက်ရောင်လေးနဲ့တော်မျိုးပေါ်လာပါမယ်ဒီထဲမှာဆိုလို့ရှိရင်ကိုကမြန်မာစာလည်းဖတ်လို့ရတယ်လို့အင်္ဂလိပ်စာတွေလည်းဒီအပေါ်မှာပြင်ပြောင်းလို့ရရင်เนาะပြီးလို့ရှိရင်ဒီဘားလေးမှာဒီလိုမျိုးကြည့်လို့ရတယ်သူကအကူညီတောင်းရန်ဆိုတာကအမစီစာပို့လို့ရတယ်အဲ့ဒါကဘယ်လိုမျိုးပို့ရလဲဆိုရှောက်ပြီးတော့နှိပ်ကြည့်လို့ရသေးတယ်ဒီလိုမျိုးစာလေးတွေပေါ်လာမယ်စာလေးတွေပို့လို့ရမယ်ဒီမှာစာပို့လာတော့တော်တော်ကြာပြီအမတို့စာပို့လို့ရပါတယ်ဒီတိုင်းလေးဒီထဲကနေအလုပ်လေးတွေမေးလို့ရတယ်လို့ဒီကနေအလုပ်လေးတွေလည်းကြည့်လို့ရတယ်အလုပ်လေးပဲကြည့်ချင်တယ်ဆိုလို့ရှိရင်အလုပ်ကန်လန်းညွန်တဲ့ကိုလာအဲ့ဒါလေးကိုနှိပ်ကြည့်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာမယ်အမရေးထားပေးတယ်ဒီမှာအဝိရှုံမီးပူတိုက်ဆိုလို့ရှိရင်လမ်းစစ်ဖက်မှာပါတို့ကဘယ်နှဦးလောက်လိုချင်တာလဲယောက်ျားလေးလားမိန်းကလေးလားကိုပါတာကိုစားလားနေစားခလားလခစားလားစတဲ့အဖြစ်ရေးပေးထားပါတယ်ဒါကခေါမန်ကိုင်ဆိုထမင်းကျွေးမကျွေးနေစရာပေးမပေးစတဲ့အဖြစ်အမဖော်ပြပေးထားပါတယ်ဒီထဲမှာဝင်ပြီးတော့ကြည့်ကြည့်လို့ရတယ်ပြီးကြလို့ရှိရင်တခြားဟာလေးတွေအထောက်ထားလမ်းညွန်ဆိုလို့ရှိရင်လည်းဒီထဲမှာဝင်ပြီးတော့ကြည့်လို့ရရင်เนาะဘာဗီဇာဘလိုမျိုးကိုနိုင်ကအများကြီးတနေရာထဲနဲ့တစုတစည်းထဲနဲ့တခါတည်းလေ့လာလို့ရအောင်ဒီ application ကအများကြီးအထောက်အကူပြုပေးပါတယ်ကိုနိုင်ကအလောက်လောက်တာပင်ပန်းလို့အလဲခရီးလေးတွားချင်တယ်ဆိုလို့ရှင်ဝင်ပြီးတော့ခရီးသွားလက်ညွန်လေးလည်းကြည့်လို့ရတယ်ဖတ်ထဲမှာပါရှိလဲချုံပူလီမှာပါရှိလဲပြီးကြလို့ရှင်ဘန်ကောက်ထဲမှာပါရှိလဲစတဲ့အဖြစ်အမဒီထဲမှာဖော်ပြပေးထားပါတယ်နောက်ထပ်ဟိုတယ်လည်းညွန်ကိုနိုင်ကသွားလဲပြီဆိုလို့ရှိရင်လည်းအိတ်ဖို့နေရတညကိုဘယ်လောက်လဲ950လား900လားကြိုက်ရကိုရွေးပြီးတော့သွားအိတ်လို့ရတယ် location လေးပါထည့်ပေးထားပါတယ်အထွေထွေလည်းညွန်ဆိုလို့ရှိရင်တော့ဒီထဲမှာဒါကအထွေထွေပေါ့နော်ဝင်ပြီးတော့လေးလာဖတ်ကြည့်လို့ရတယ်ပြီးကြလို့ရှိရင်ကွန်တိုလည်းညွန်ဆိုလို့ရှိရင်လည်းကိုနေချင်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့နီးတဲ့နေရာလေးကွန်တိုဆိုပေမဲ့လည်းတချို့နေရာတွေကြတော့နေချင်းပေးတို့လချင်းပေးတို့အဲ့လိုဟာမျိုးတွေလည်းရှိပါတယ်ပြီးလို့ရှိရင်စားတော့ဆိုင်လမ်းညွန်ကိုနိုင်ကမြန်မာနိုင်ငံမှာကနေဒီကိုရောက်လာပြီဆိုလို့ရှိရင်မြန်မာအစားအစာလေးတွေလွမ်းနေလားမြန်မာအစားအစာလေးတွေရောင်းတဲ့နေရာလေးတွေတနေရာတစုတစည်းသေးနဲ့ကြည့်လို့ရအောင်ပြီးကြလို့ရှိရင်တင်တန်းလမ်းညွန်ကိုနိုင်ကအလုပ်လုပ်ပြင်မဲ့လည်းကိုရဲ့ကလေးလေးတွေကျောင်းတက်ချင်တာပဲဖြစ်ဖြစ်ကိုနိုင်ကကျောင်းတက်ချင်တာပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးတွေကျောင်းရှာနေတဲ့တက်ဖို့ရန်အတွက်ဒီဘာသာစကားတင်တန်းလားကွန်ပျူတာတင်တန်းလားစတဲ့အဖြစ်ကိုတက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီတင်တန်းလမ်းညွန်ထဲမှာကြည့်လို့ရပါတယ်စတဲ့အဖြစ်ပေါ့နော်ဒီထဲမှာကတကယ်လို့မိတ်ဆွေတို့ကဒါလေးတွေကိုအတွက်အထောက်အကူဖြစ်နိုင်လောက်တယ်ဆိုလို့ရှိရင်လည်း application လေးကိုတောင်းထားလို့ဖို့မမေးနဲ့ပြီးကြလို့ရှိရင်လည်းကိုယ့်ရဲ့အသည့်တွေတငယ်ချင်းတွေမိတ်ဆွေတွေထဲမှာလည်းသူတို့ကိုတတိယချမ်းအဖြစ်နဲ့သူတို့အတွက်လည်းအတုံးဝင်လောက်တယ်ဆိုလို့ရှိရင်လည်း share ပေးဖို့ပြောပေးဖို့မမေးပါနဲ့ရှင်